အဲ့တော့အရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ hero section ပေါ့နော် hero section အထိပြီးခဲ့တယ်ကျွန်တော်ဒီကြားထဲမှာတော့ဒီ course တွေပြတဲ့အပိုင်းရယ်နောက် about us အပိုင်းရယ်ပေါ့နော်ကျွန်တော်တို့ဒီဟာလေးတော့ကျွန်တော်ထပ်ဖြည့်ထားတယ်အဲ့တော့အခုလောလောဆယ်ကျွန်တော်တို့ project အခြေအနေကိုပြန်ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဒီအထိတော့ပြီးနေပြီဒါတွေအကုန်လုံးလဲကျွန်တော်ဒီ hero section ကိုယူခဲ့တော့ပုံစံမျိုးအရင်ဗီဒီယိုမှာတော့ကကျွန်တော်တို့ပြခဲ့တဲ့ပုံစံမျိုးပဲပေးပြီးတော့ဒါတွေယူထားတာပေါ့နော်အဲ့လိုယူထားတယ်အဲ့တော့အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကဒီ about us ပြီးသွားပြီဆိုတော့ကျွန်တော်တို့ context နဲ့ footer တော့ကျန်တယ်ပေါ့နော် context နဲ့ footer ကိုကျွန်တော်တို့ဆက်ပြီးတော့လုပ်မယ်ဟုတ်ပြီခါတိုင်းလိုပဲကျွန်တော်တို့ဒီ Gemini ပေါ့နော်အခုလောလောဆယ်မှာဆိုတော့ Gemini ကနေသုံးလိုက်ပဲအဲ့မှာကျွန်တော်တို့တို့ကဒီ contact ရယ် footer ရယ်ပေါ့နော်ထပ်ပြီးတော့ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် contact နဲ့ပတ်သက်ပြီးတော့ပြောရမယ်သူ့မှာပါဝင်တဲ့ဟာမျိုးလေးပေါ့နော်ဘယ်ပါမလဲဆိုတော့ကျွန်တော်တို့ user ရဲ့ email ပေါ့နော် user ရဲ့ email ရဲ့ဒီ message ပုံစံemail ဖုန်းနံပါတ် message ပေါ့message တယ်ပါဘောနော်ပြီးကြရင်ကျွန်တော်တို့ဒီသူ့ရဲ့ button style လေးပဲရှိမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အရင် component မှာလည်းရှိပြီးသားတိတ်ထွေယူတော့မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကိုပို့ရှားလိုက်မှာပေါ့နော်ဒီတိုင်းလေးပဲရှားလိုက်သူပေးတဲ့ဟာကိုပဲကျွန်တော်ပြင်နေလည်းပြင်ပေါ့နော်သူ design ကလှပြီးသားဆိုရင်တော့ကျွန်တော်ဘာမှပြင်နေမှာမဟုတ်ဘူးပေါ့နော်အဓိကကတော့ကျွန်တော်တို့ဒီကုတ်ပုံစံတွေကိုဒီလိုရေးလို့ရတယ်ဆိုတာကိုပြချင်တာပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ server ပေါ်ကိုဘယ်လိုတင်မလဲဆိုတာမျိုးအဓိကအနေနဲ့ပြချင်တာဒီ UI ကတော့ကိုယ်မှာညံစွမ်းရှိသလား reference ယူနိုင်သလားဟိုကကြိုက်တယ်လို့ပုံပေါ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါဒီပေးထားတဲ့ဟာလေးပေါ့နော်အဲ့တော့copy ပြုလိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီ feature ရဲ့အောက်ထဲမှာပဲကျွန်တော်ကနေပြီးတော့ဒီ content အနေနဲ့ပေါ့နော်ဒါကတော့ကျွန်တော်ဒါအလွယ်နည်းနဲ့ပေါ့နော်ပုံမှန်အဖြစ်လုံးဝ dynamic ကြရေးမယ်ဆိုရင်တော့ကျွန်တော်တို့ရဒီ JS ရဲ့ပုံစံအတိုင်းကိုကျွန်တော်လိုက်ရေးရမယ်ဒီအောက်မှာကျွန်တော် folder တွေလုပ်မယ်ပြီးတော့ DS ဒီပိုင်းဒီအောက်ထဲမှာသက်ဆိုင်ရာတစ်ခုနဲ့ရေးရင်သူကကြတော့ကျွန်တော်တို့ React Duo လို့ပုံစံမျိုးဟို route တွေကိုကြာကျွန်တော်သတ်မှတ်ထားနေကြဘူးတော့ဗျာသူ့အနေနဲ့သူ auto ပါပြီးသားဒီကျွန်တော်တို့ကဒီ file name ကဒီမှာ home ဆိုပြီးတော့ပေးထားလိုက်တယ်ဆိုရင်သူ့အနေနဲ့သူ auto ခေါ်ပြီးသားပေါ့နော် home ဆိုတဲ့ဟာကိုခေါ်ပြီးသားအဲ့လိုတွားပြီးတော့ချိန်ထားလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုလောဆယ်ကကျွန်တော် setting website ဖြစ်တဲ့အတွက်ကြောင့်မို့ UO တန်တန်ပဲကျွန်တော်ရေးထားတာဖြစ်တယ်အဲ့တော့ဒီတိုင်းလေးပဲရေးထားရပါတော့အဲ့ကျွန်တော်သူပြောထားတဲ့အတိုင်းပဲ content us ကိုအခုထည့်လိုက်ပြီဒါပေမဲ့သူဒီမှာလိုတဲ့အားလေးရှိတယ် label import text area ဒါလေးရှိရပါတော့အဲ့တော့ကျွန်တော်တို့တွေဒီ UI ထဲမှာ install လုပ်ဖို့လိုတယ်ပေါ့နော်ဒီ chassis ကနေပြီးတော့အဲ့တော့ဒီမှာဆိုရင်ဒီဒါလေးပဲရှိရပါဒီမှာ3ခုလောက်လိုနေတာဖြစ်တဲ့အတွက် chassis ကဖြတ်သွားလိုက်မယ်ပေါ့ that be the input test area အဲ့တော့ input ရှိမယ် input မှာလည်းကျွန်တော်ဒီဟာလေးကို copy ပြီးတော့လုပ်ကြည့်မယ်မရရင်တော့ကျွန်တော်နည်းနည်းထည့်တော့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ input ပြရပါပြီဒါကတော့ဒီပဲ user ပြဆိုတော့နော်အဲ့ရပါနော်ဒီလည်းရပြီ test တွေတခုကျန်တော့အဲ့ဒါဒီ test area လည်းရသွားပြီဆိုတော့ကျွန်တော်ဒီကောင်ကိုပြန်ပေါ်တော့မယ်ပေါ့နော် contact as
အဲ့တော့ဘာပြောင်းလဲသွားလဲဆိုကြည့်ရအောင်ဒီမှာဒါသူပေးထားတဲ့ပုံစံအတိုင်းပဲကျွန်တော်ဘာမှမလုပ်သေးဘူးเนาะဘာမှမပြင်သေးဘူးသူပေးထားတဲ့ပုံစံအတိုင်းကျွန်တော်ထည့်လိုက်တာဟုတ်ပြီเนาะဒီတော့အဲ့တခုပဲပြောပါဘာလဲဆိုတော့ဖူတာကိုလည်းကျွန်တော်အခုရချင်းပဲတွန်းပေးလိုက်ပြီပေါ့နော်အဲ့အတိုင်းပဲကျွန်တော်ထည့်မယ်ဖူတာဒီဇိုင်းကိုတောင်းလိုက်ဆိုတော့ဒါဖူတာပေါ့နော်သူပေးထားတဲ့ဖူတာဒီဒါကိုကျွန်တော် copy လုပ်မယ်ပြီးတော့ရင်ဒီ feature ထဲမှာပဲကျွန်တော်တွားပြီးတော့ footer အနေနဲ့ယူလိုက်မယ်ပေါ့နော်အဲ့တော့ footer အတွက်ကတော့ဒီကတိတ်ပြီးတော့အများကြီးမပါဘူးအဲ့တော့ကျွန်တော်တန်းပြီးတော့ပဲစားပြလိုက်ပေါ့နော်ဒီထဲမှာတော့အပစ်ထည့်လိုက်ပေါ့အဲ့တော့ footer ကိုဒါနဲ့လုပ်ပြလိုက်မယ်အဲ့လိုရပြီဗျာဘယ်လောက်ပြင်လဲကျွန်တော်ပြရအောင်ဒီမှာအဲ့ဒီ footer ရောက်သွားပြီဗျာဒီလိုတော့ဆိုဒီလောက်ကြာပါပြီအဲ့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုလဲဒါပါပြီးသားပေါ့နော်โอเคအဲ့ဆို website ကခဏလေးနဲ့နေတာဖြစ်သွားပြီဗျအဲ့တော့ဒါတော့ download ပေါ့နော် download မှာလည်းအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဆင်ပြေတယ်ပြီးတော့ရင်ကျွန်တော် mobile responsive ကိုတစ်ချက်ကြည့်မယ် mobile responsive ကိုချက်ကြည့်ရပါတော့ဆိုတော့ mobile responsive မှာဆိုရင်လေသူကတွားပြီးတော့ဒီမှာပေါ့နော်အဆင်ပြေတယ်ဗျာဒါတွေအကုန်လုံးကအဆင်ပြေတယ်ဒီအောက်မှာဆိုရင်ကျွန်တော်ရဲ့ဟိုကတော့ပါသေးတယ်ပေါ့နော်ဟိုကတော့ပါသေးတယ်အဲ့တော့ဒီမှာလာပြီးတော့ဒီလိုဝင်သွားခြင်းနဲ့ရတယ်တန်းပုတ်ဒီမှာပြောင်းလိုက်မယ်ဆိုလည်းဒီပြောင်းလာမယ်နော်ဒီပြောင်းတယ်ဒီပြောင်းတယ်အဲ့တော့အခုကြာကျွန်တော် website တစ်ခုကိုလုပ်လိုက်တာဘာမှသိမကြလိုက်ဘူးဗျာပြောချင်တာပုတ်ဒီမလူတော့ဘူးဆိုတော့ပြောချင်တာမဟုတ်ဘူးเนาะအတုံးချတတ်ရင်ဗျာဒီ AI ခစ်ကြီးဖြစ်နေဗျာ AI ခစ်ကြီးထဲမှာအတုံးချတတ်ရင်ညီတူမဆိုစိတ်ဝင်စားရင်ပြောရမယ်ဆိုရင်ဗျာ developer တယောက်ဖြစ်လာနိုင်တယ်ပေါ့နော်ကြိုးစားခြင်းစိတ်ဓာတ်ရှိမယ်ဆိုရင်ဒါပေမဲ့ဒီလောက်တော့ပုံမှန်အဖြစ်ကတော့မယိုရှင်ဘူးပေါ့နော်တကယ်လက်တွေ့ပါဆိုရင်ပေါ့ဒီလောက်ကြီးတော့မယိုရှင်ဘူးပေါ့ဒါပေမဲ့ဖြစ်လာနိုင်တယ်ပေါ့ဗျာဖြစ်လို့ရတယ်ဘယ်အခြေအနေအခါမျိုးမဆိုနော်ဒါမျိုးကိုပြတင်တာပါအလွယ်လန်းလိုက်ဖို့လည်းအမြဲတမ်းပြောတာပေါ့အဲ့တော့လောလောဆယ်မှာဆိုရင်ဒါ footer အထိကိုကျွန်တော်ပြီးသွားပြီနောက်ဗီဒီယိုတစ်ခုမှာဆိုရင်ကျွန်တော်ကဒီအခုပြီးထားတဲ့ project ကိုကျွန်တော်ဒီဘာဆယ်မှာပေါ့နော်အဲ့မှာဘယ်လိုမျိုး deploy လုပ်သွားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့တင်ပေးသွားမယ်အဲ့တော့စိတ်ဝင်စားရဲဆိုရင်တော့ဒီ video ရဲ့အောက်မှာ comment မှန်းခဲ့လို့ရပါတယ် like တွေလည်းပေးသွားလို့ရပါတယ်နောက်ပြီးဘယ်လိုပုံစံမျိုးတွေထပ်ပြီးတော့မြင်ကျင်သေးလဲဆိုတာကိုလည်းပြောခဲ့လို့ရပါတယ်ဒီ course ရဲ့နောက်ပိတ်ဆုံးအနေနဲ့ server deploy လုပ်မဲ့ video မှာပြန်တွေ့ကြအောင်